ကျွန်တော်တို့ကင်မရာဆိုတာအမြင်အာရုံလက်တွေ့အကောင့်ထဲပေါ်ပေးတဲ့လက်နက်တွေပါပဲကျွန်တော်စီမှာလက်ရှိအသုံးပြုနေတဲ့ကင်မရာ၃လုံးရှိပါတယ်အားလုံးက full frame နေကြည့်ပါပဲဒါပေမဲ့တစ်လုံးချင်းစီတိုင်းမှာတော့သူ့ roll နဲ့သူရှိကြပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်ရဲ့ visual quality ကိုအဆင့်တန်းတစ်ခုမှထိန်းထားပေးတဲ့ကျွန်တော်စီမှာရှိတဲ့ကင်မရာရဲ့အကြောင်းကိုမျှဝေပေးခြင်းပါတယ်အဲ့တော့စလိုက်အောင်ပထမဆုံးကင်မရာကတော့ကျွန်တော်စီကိုရောက်လာမကြာသေးတဲ့အခုလက်ရှိကျွန်တော်ရဲ့အကောင်းဆုံးကင်မရာ Sony FX3 ပါပဲအခုလက်ရှိကျွန်တော်ရိုက်နေတာကလည်း Sony FX3 နဲ့ပါဒီကင်မရာလေးကကြောက်ကျွန်တော်လိုမျိုး solo filmmaker လေးတွေရဲ့ dream camera တစ်လုံးဆိုရင်လည်းမမှားပါဘူးတော်တော်များများလည်းဒီကင်မရာနဲ့ပတ်သက်ပြီးတော့ရင်းနှီးကြလိမ့်မယ်လို့ထင်ပါတယ် Netflix approve ရထားတဲ့ Cinema Line mirrorless camera တစ်လုံးပါလက်ရှိမှာတော့ Sony FX3 ကကျွန်တော်ဘာ project ပဲရိုက်ကျွန်တော်အများဆုံးအသုံးပြုနေတဲ့ကင်မရာလေးပဲဖြစ်ပါတယ်ဒုတိယတစ်လုံးကတော့ကျွန်တော်အထင်လွဲခဲ့တဲ့ကင်မရာလေးပါ Cinema Line mirrorless camera Sony FX2 ပဲဖြစ်ပါတယ်ဒီ Sony FX2 ကိုဘာလို့အထင်လွဲခဲ့ရလဲဆိုတော့ကျွန်တော်နည်းနည်းလောက်ရှင်းပြခြင်းပါတယ်ဒီ FX2 မထွက်ခင်ဒီ FX2 ရဲ့အရှိမကျွန်တော် Sony A7 IV ထွက်ခဲ့ပါတယ်ပြောမယ်ဆိုရင်ဒီ FX2 ကလည်းအဲ့ဒီ Sony A7 IV နဲ့ specification တွေတူတူပဲဒါပေမဲ့သူ့ရဲ့ body က Cinema Line ဖြစ်သွားတယ်ပြီးတော့ရင်သူ့ရဲ့ view finder ကဒီလိုမျိုးလေးလုပ်လို့ရတယ်ကျွန်တော် view finder ကိုဒီကနေလဲကြည့်လို့ရတယ်ပေါ့ဒီ Sony FX2 မထွက်ခင်အရှိမကျွန်တော် Sony A7 IV ထွက်ခဲ့တယ်ပေါ့ဗျာအဲ့တော့ကလည်းကျွန်တော် Sony A7 IV ကိုတစ်နှစ်ကျော်လောက်ထိကင်ခဲ့တယ်ဗျာ Sony A7 IV ကတကယ်လဲမိုက်တယ်တော်တော်လေးလဲနာမည်ကြီးတယ်အခုထိလဲ Sony A7 IV ကိုအသုံးပြုနေတဲ့လူတွေအများကြီးရှိတယ်ပြီးရော Sony FX2 ထွက်လာပါတယ်အဲ့တော့ Sony A7 IV ရဲ့ specification တွေအားလုံးကိုဒီ Cinema Line body တွေကိုထည့်ပြီးတော့ဒါမျိုး view finder လေးတက်ပေးလိုက်တယ်ဗျာအဲ့တော့ကျွန်တော်ကဘာလို့ဒီလိုမျိုးလုပ်ပေးလိုက်တာလဲဆိုပြီးတော့ကျွန်တော်အထင်လွဲခဲ့တယ်ပေါ့နော်နောက်ပိုင်းဒီ Sony FX2 ကျွန်တော်လက်ထဲကိုရောက်လာတော့မှဒီကောင်တော်တော်မိုက်တာအဲ့တော့ A7 IV နဲ့ specification တွေတူတယ်ဆိုတာမှန်ပေမဲ့ဒီကောင်ဒီ Cinema Line body ဖြစ်သွားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဗီဒီယိုရိုက်မဲ့လူတွေအတွက်တော်တော်လေးကိုအဆင်ပြေပါတယ် Sony A7 IV မှာရှိနေတဲ့ heat ပြဿနာမျိုးတွေဒီကောင်မှာမရှိတော့ဘူးပြီးတော့ကျွန်တော်အကြိုက်ဆုံးအချက်ကကြတော့ Cine EI ပါလာပါအဲ့တော့ Cine EI ကိုအလွယ်ဆုံးပြောရမယ်ဆိုရင်ကျွန်တော်တို့ဒီကင်မရာမှာရှိနေတဲ့ဒီ base ISO ပေါ်မူတည်ပြီးတော့သူ့ရဲ့ဒီ exposure level ကိုကျွန်တော်တို့ဒီကင်မရာကိုပြန်လှည့်စားပြီးတော့ကစားလိုက်တဲ့သဘောပဲဗျာသိလားအလင်းအမောင်ကျွန်တော်တို့ lighting တွေ block shooting တွေမှာဆိုရင်ကျွန်တော် lighting ပိုကျွေးရတယ်ဗျာအဲ့လိုမျိုးအခြေအနေရောက်ရင် Cine EI ကတော်တော်လေးကိုသုံးဝင်တယ်ဒါပေမဲ့ကျွန်တော်ရိုးကင်မရာတွေမှာမပါပါဘူးဥပမာ A7 IV တို့ A7 V တို့အဲ့လိုမျိုး mirrorless တွေမှာမပါဘူးတော့ဒီ Cinema Line နဲ့ Cinema Line mirrorless တွေမှာပါပါတယ်အဲ့တော့ FX30 တို့ဘာလို့မှဆိုရင်လည်း Cine EI မဟုတ်ပါလာတယ်ပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်နောက်ပိုင်းဗီဒီယိုလေးလုပ်ပြီးတော့ပြပေးပါမယ်ဆိုတော့ကင်မရာအကြောင်းကိုပြန်ပြီးတော့ဆက်ရရင်ဒီ Sony FX2 ကျွန်တော်ရဲ့လက်ထဲကိုရောက်လာတဲ့အခါကျတော့မှဒီကောင်တော်တော်ကြီးကိုသုံးလို့ကောင်းတာဗျအထူးသဖြင့် Cine EI ရဲ့ပြီးတော့သူ့ရဲ့ဒီ view finder ကိုကြည့်နေရတဲ့ feeling လေးကိုကောင်းနေရဗျာသိလားအဲ့တော့အခုကျွန်တော်တခါတည်း recommend ပေးလိုက်ချင်တာကအခုလက်ရှိခင်ဗျားက Sony A7 IV ဝယ်ဖို့အတွက်စဉ်းစားနေတဲ့လူတယောက်ဆိုရင် A7 IV အစားဒီ FX2 ကိုလည်းစဉ်းစားသင့်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ Cinema Line ကင်မရာဖြစ်သွားတယ်ပြီးတော့ရင်ကျွန်တော်တို့ဓာတ်ပုံလည်းရိုက်လို့ရပါတယ်အဲ့တော့ A7 IV လို့ပဲ specification တွေအကုန်လုံးတူတူပဲ body ပြောင်းသွားတယ်ဒီ view finder လေးကဒီလိုလေးဖြစ်သွားတယ်Cinema Line ဖြစ်တဲ့အတွက်တော့ A7 IV ထက်နည်းနည်းလေးတော့ပိုပြီးတော့ဈေးကြီးပါတယ်ဆိုတော့ဒါလေးကိုစဉ်းစားကြည့်ဖို့ကျွန်တော်ပြောချင်ပါတယ်နောက်ဆုံးတစ်လုံးကတော့ Sony ZV-E10 နဲ့အမြဲတမ်းမှားလေးရှိတဲ့ Sony ZV-E1 လေးပဲဖြစ်ပါတယ်ဒီကင်မရာလေးကကြတော့ကျွန်တော်နဲ့အချိန်အကြာကြီးတူတူရှိနေပြီးခဲ့တဲ့ကင်မရာလေးပေါ့ဗျာပြောမယ်ဆိုရင်ဟိုကင်မရာနှလုံးထက်ဆိုင်ဒီကောင်လေးကတော့ senior ပေါ့ဒီကောင်က full frame ကိုမှ vlogging camera ပါ Sony FX3 မှာအသုံးပြုထားတဲ့ sensor ကိုဒီ compact vlogging camera လေးတွေကိုသူကထည့်ပေးထားတာအဲ့ဒီအတွက်ကြောင့်မလို့ full frame ဖြစ်သွားတယ်ပြီးတော့ရင်ကျွန်တော် video bitrate ရate မှာဆိုရင်လည်း 4K 120 frame per second ကို1080 ရိုက်လို့ရတယ် no crop ပေါ့နော်ဒါပေမဲ့တကယ်ရိုက်ကြည့်လိုက်တဲ့အခါမှာတော့မိနစ်ကိုကြာဆွဲထားတဲ့အခါမှာ10မိနစ်လောက်နေ heat တက်တာမျိုးတော့ကျွန်တော်တွေ့ရပါတယ်အဲ့ဒီတော့ client project တွေကိုရိုက်တဲ့အခါကျရင်ဒါမျိုးကင်မရာလေးတွေကကျတော့အသုံးပြုလို့အဆင်မပြေဘူးဘာလို့လဲဆိုတော့ဒီမှာကြည့်လိုက်ပြတေးလေးဒါတော့မှကျွန်တော်ရဲ့ကင်မရာမှာဒီလိုမျိုးcage လေးတက်ထားတယ်ပေါ့နော်ကျွန်တော်ရဲ့ cinematic video တွေ YouTube video တွေပြီးတော့ vlog တွေပြီးတော့ client project တချို့ဟာလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုလည်းကျွန်တော်ဒီကင်မရာလေးနဲ့ပဲရိုက်ခဲ့ပါသေးတယ်အချိန်တော်တော်ကြာကိုကျွန်တော်ဒီကင်မရာလေးကိုအသုံးပြုခဲ့ပါတယ်အခုလက်ရှိထိလည်းဒီ Sony ZV-E1 က
ကျွန်တော်ရဲ့ favorite camera ဖြစ်နေတော့မှာပဲအရှိမကျွန်တော်ပြောခဲ့သလိုပဲတချို့ video specification အနေနဲ့ရိုက်တဲ့အခါကျရင်အချိန်ကြာလာတဲ့အခါမှာဒီကောင်လေးက handle မလုပ်နိုင်မင်းနဲ့ heat ပြဿနာတွေရှိနိုင်ပါတယ်ဒီကောင်လေးကိုကျတော့ဘယ်လိုမျိုးလူတွေကဝယ်တင်လဲဆိုရင်ကိုယ်ပိုင် personal content တွေကိုတကယ် color grading ကောင်းနဲ့တကယ်ဟိုဗျာ quality vlog တွေဖန်တီးခြင်းတဲ့ကောင်တွေကကြောက်ဒီကောင်လေးကတော်တော်လေးအဆင်ပြေပါတယ်ဒီ Sony ZV-E1 ကကြတော့တကယ် personal content တွေရိုက်တဲ့အခါမှာတော်တော်လေးကိုကောင်းတဲ့ camera တစ်လုံးပါ client project တွေရိုက်လို့မရတာတော့မဟုတ်ရိုက်လို့ရတယ်ဒါပေမဲ့တချို့ video specification တွေနဲ့ရိုက်တဲ့အခါကျရင်ဗျာကြာရိုက်တဲ့အခါကျရင် heat တက်တဲ့ပြဿနာလေးတော့ရှိတတ်တယ်ဒါပေမဲ့ကျန်တဲ့ဟာတော်တော်လေးကိုအဆင်ပြေပါတယ်ဒါကြောင့်မလို့လဲဒီ camera လေးကကျွန်တော်နဲ့တူတူအချိန်အကြာကြီးတူတူရှိနေခဲ့တာပါဒီ Sony ZV-E1 ကတော့ကျွန်တော်ရဲ့လုံးဝအကြိုက်ဆုံး vlogging camera တစ်လုံးပဲဖြစ်ပါတယ်ဆိုတော့ဒီ camera လေးတွေကတော့ကျွန်တော်ရဲ့အခုလက်ရှိအသုံးပြုနေတဲ့ camera လေးတွေပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube video တွေရိုက်တဲ့အခါမှာဖြစ်ဖြစ်ကျွန်တော်ရဲ့ client project တွေရိုက်တဲ့အခါမှာဖြစ်ဖြစ်ကျွန်တော်ဒီ camera တွေကိုအသုံးပြုပြီးတော့ရိုက်ပါတယ်ဒီ camera တစ်လုံးချင်းစီရဲ့အကြောင်းအရာတချို့ကိုလည်းကျွန်တော်နောက်ပိုင်း sharing လုပ်ပေးဖို့ရှိပါတယ်ဆိုတော့ကျွန်တော်ရဲ့ဒီ Swan Live ဆိုတဲ့ YouTube channel နဲ့ Facebook page ပြီးတော့ TikTok account လေးကိုလည်းအားလုံး follow လုပ်ပေးကြဖို့ကျွန်တော်ပြောချင်ပါတယ်တကယ်လို့ Sony camera တွေနဲ့ပတ်သက်ပြီးတော့တခုခုသိချင်တာများရှိရဆိုရင်လည်း comment တွေမှာဝင်ရောက်ပြီးတော့မေးမြန်းနိုင်ပါတယ်ကျွန်တော်တီးသလောက်မှတ်သလောက်ကျွန်တော်တီးတဲ့ range အတွင်းကနေပြီးတော့ကျွန်တော်အားလုံးကိုဖြည့်ပေးပါမယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် video တွေမှာပြန်ပြီးတော့တွေ့ကြပါမယ်